ဟုတ်ကဲ့ခင်ဗျာဒီကနေ့ကျွန်တော်ထိုင်စကားပြောအခက်အခဲတွေနဲ့ပတ်သက်တဲ့ထိုင်စကားပြောစာကြောင်းများကိုပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်နဲ့အတူလေ့လာကြည့်ကြရအောင်ခင်ဗျာမကြော်လွှားနိုင်တဲ့အခက်အခဲတွေရှိတယ်มีอุปสรรคที่ยากจะเอาชนะမကြော်လွှားနိုင်တဲ့အခက်အခဲတွေရှိတယ်มีอุปสรรคที่ยากจะเอาชนะအခက်အခဲတွေကိုကျော်ဖြတ်ရမယ်ต้องผ่านอุปสรรคไปให้ได้အခက်အခဲတွေကိုကျော်ဖြတ်ရမယ်ต้องผ่านอุปสรรคไปให้ได้ဒီလမ်းမှာအတားအဆီးများတယ်เส้นทางนี้มีอุปสรรคมากဒီလမ်းမှာအတားအဆီးများတယ်เส้นทางนี้มีอุปสรรคมากအခက်အခဲကြောင့်မအောင်မြင်ဘူးล้มเหลวเพราะอุปสรรคအခက်အခဲကြောင့်မအောင်မြင်ဘူးล้มเหลวเพราะอุปสรรคအခက်အခဲတွေကြားမှာရှိနေတယ်อยู่ท่ามกลางอุปสรรคအခက်အခဲတွေကြားမှာရှိနေတယ်อยู่ท่ามกลางอุปสรรคအတားအဆီးတွေကိုမကြောက်ဘူးไม่กลัวอุปสรรคအတားအဆီးတွေကိုမကြောက်ဘူးไม่กลัวอุปสรรคအခက်အခဲတွေကခွန်အားကိုစမ်းသပ်တယ်อุปสรรคทดสอบกำลังใจအခက်အခဲတွေကခွန်အားကိုစမ်းသပ်တယ်อุปสรรคทดสอบกำลังใจအခက်အခဲတွေကြောင့်သင်ယူရတယ်ได้เรียนรู้จากอุปสรรคအခက်အခဲတွေကြောင့်သင်ယူရတယ်ได้เรียนรู้จากอุปสรรคအခက်အခဲမရှိရင်မတိုးတက်ဘူးถ้าไม่มีอุปสรรคจะไม่พัฒนาအခက်အခဲမရှိရင်မတိုးတက်ဘူးถ้าไม่มีอุปสรรคไม่พัฒนาအတားအဆီးတွေကိုဖြေရှင်းနိုင်တယ်สามารถแก้ไขอุปสรรคได้အတားအဆီးတွေကိုဖြေရှင်းနိုင်တယ်สามารถแก้ไขอุปสรรคได้အခက်အခဲတွေရှိပေမဲ့ဆက်လုပ်တယ်แม้มีอุปสรรคก็ยังทำต่อအခက်အခဲတွေရှိပေမဲ့ဆက်လုပ်တယ်แม้มีอุปสรรคก็ยังทำต่อအတားအဆီးတွေကြားမှာမရပ်ဘူးไม่หยุดแม้อยู่ท่ามกลางอุปสรรคအတားအဆီးတွေကြားမှာမရပ်ဘူးไม่หยุดแม้อยู่ท่ามกลางอุปสรรคအခက်အခဲတွေကိုကျော်လွှမ်းခဲ့တယ်เคยผ่านอุปสรรคมาแล้วအခက်အခဲတွေကိုကျော်လွှားခဲ့တယ်เคยผ่านอุปสรรคมาแล้วအခက်အခဲတွေကအတွေ့အကြုံပေးတယ်อุปสรรคให้ประสบการณ์အခက်အခဲတွေကအတွေ့အကြုံပေးတယ်อุปสรรคให้ประสบการณ์အတားအဆီးတွေကြောင့်နောက်ကျတယ်ล่าช้าเพราะอุปสรรคအတားအဆီးတွေကြောင့်နောက်ကျတယ်ล่าช้าเพราะอุปสรรคအခက်အခဲတွေကိုရင်ဆိုင်ရမယ်ต้องเผชิญกับอุปสรรคအခက်အခဲတွေကိုရင်ဆိုင်ရမယ်ต้องเผชิญกับอุปสรรคအခက်အခဲတွေကြားမှာตามมาลาเดแข็งแกร่งขึ้นจากอุปสรรคအခက်အခဲတွေကြားမှာตามมาลาเดแข็งแกร่งขึ้นจากอุปสรรคအတားအဆီးတွေကိုကျော်နိုင်မယ်จะสามารถผ่านอุปสรรคได้အတားအဆီးတွေကိုကျော်နိုင်မယ်จะสามารถผ่านอุปสรรคได้အခက်အခဲတွေကြောင့်စိတ်မလျှော့ဘူးไม่ท้อเพราะอุปสรรคအခက်အခဲတွေကြောင့်စိတ်မလျှော့ဘူးไม่ท้อเพราะอุปสรรค
အခက်အခဲတွေကလမ်းခီးတစ်စိတ်တစ်ပိုင်းပါอุปสรรคเป็นส่วนหนึ่งของเส้นทางအခက်အခဲတွေကလမ်းခီးတစ်စိတ်တစ်ပိုင်းပါอุปสรรคเป็นส่วนหนึ่งของเส้นทางအတားအဆီးတွေကိုမကျော်နိုင်သေးဘူးยังไม่สามารถผ่านอุปสรรคได้အတားအဆီးတွေကိုမကျော်နိုင်သေးဘူးยังไม่สามารถผ่านอุปสรรคได้အခက်အခဲတွေကိုအနိုင်ယူမယ်จะเอาชนะอุปสรรคအခက်အခဲတွေကိုအနိုင်ယူမယ်จะเอาชนะอุปสรรคအခက်အခဲတွေကစိတ်ဓာတ်ကိုမြင့်တင်တယ်อุปสรรคช่วยยกระดับจิตใจအခက်အခဲတွေကစိတ်ဓာတ်ကိုမြင့်တင်တယ်อุปสรรคช่วยยกระดับจิตใจအတားအဆီးတွေရှိလဲမရပ်ဘူးแม้มีอุปสรรคก็ไม่หยุดအတားအဆီးတွေရှိလဲမရပ်ဘူးแม้มีอุปสรรคก็ไม่หยุดအခက်အခဲတွေကိုကျော်ဖြတ်ပြီးအောင်မြင်မယ်จะผ่านอุปสรรคและประสบความสำเร็จအခက်အခဲတွေကိုကျော်ဖြတ်ပြီးအောင်မြင်မယ်จะผ่านอุปสรรคและประสบความสำเร็จဟုတ်ကဲ့ခင်ဗျာဒီကနေ့ကျွန်တော်ထိုင်းစကားပြောအခက်အခဲတွေနဲ့ပတ်သက်တဲ့ထိုင်းစကားပြောစာကြောင်းများကိုကျွန်တော်ဒီလောက်နဲ့အဆုံးသတ်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာရည်ကြီးစီရင်စာကြောင်းအဆုံးမှာအမျိုးသားဆိုရင်ครับအမျိုးသမီးဆိုရင်ခထပ်ပြောပါခင်ဗျာဟုတ်ကဲ့ခင်ဗျာကျေးဇူးသူများထိုင်းစကားပြောလေးလာရေးမှာအစီပြပါစေခင်ဗျာ